Apple ဆိုတဲ့ company ကိုကျွန်တော်တို့လူတိုင်းအားလုံးရင်းနှီးပြီးတော့ဖြစ်မှာပါဒါပေမဲ့လွန်ခဲ့တဲ့6လအတွင်းမှာ Apple ရဲ့ stock share က25%နီးပါးအထိကျဆင်းသွားတယ်အဲ့ဒါမှမကတယ် Apple ကအခုချိန်မှာတရားစွဲဆိုထားခဲ့ရတယ်ဘာလို့ဒီလိုတွေဖြစ်သွားတာလဲစိတ်ဝင်စားရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ရတော့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ကဲဗီဒီယိုလေးကိုစလိုက်အောင်အားလုံးမင်္ဂလာပါဒီ Detectives ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့ Apple stock share တွေဘာလို့ဈေးကျနေရတာလဲဆိုတာကိုကျွန်တော် share လုပ်တော့မှာဖြစ်ပါတယ်ကဲဟုတ်ပြီဘာလို့ဒီလိုတွေဖြစ်နေရတာလဲကျွန်တော်တို့တီးဖို့ဆိုရင်လွန်ခဲ့တဲ့နှစ်2024ကိုပြန်တော့ရလိမ့်မယ်2024မှာ Apple ကကျင်းပခဲ့တဲ့ WWDC အရှိကောက်က Worldwide Developer Conference သူကတနေ့တစ်ခါပုံမှန်ကျင်းပလေးရှိတယ်အဲ့ဒီ2024 conference မှာ Apple က Apple Intelligence နဲ့ Siri ကိုနောက်တစ်ဆင့် Get Smart Voice Assistant ဖြစ်အောင်ပြောင်းလဲမယ်လို့ကြေညာခဲ့တယ်အဲ့ဒီ Apple Intelligence နဲ့ Siri အတစ်ကို Apple က2024အကုန်2025အစမှာအသုံးပြုလို့ရမယ်လို့ပြောခဲ့တယ်အဲ့တော့ Apple user တွေအားလုံးက Apple Intelligence နဲ့ Siri ပုံစံတစ်ကိုပို့ပြီးစောင့်မျှော်နေကြတာဒီလိုနဲ့2024လက်ကုန်2025 January လဲရောက်ရော Apple ရဲ့ device တွေမှာ Apple Intelligence ကိုစသုံးဝင်ရလာခဲ့ဒါမဲ့ Apple ရဲ့ AI က Google ဒီ Samsung တို့ရဲ့ AI လားမကောင်းခဲ့ဘူးတစ်ဖက်မှာလဲဒီ Siri ရဲ့ model တစ်ကိုလဲသုံးဝင်မရခဲ့သေးဘူးအဲ့ချိန်မှာ Apple user အများစုက Apple ကိုစိတ်ပျက်သွားခဲ့ကြတယ်အဲ့တော့ Apple ရဲ့ stock share ကအဲ့ဒီ January မှာ$6.6ကျသွားတယ်အကြမ်းမြင့်နေတဲ့$86 billion လောက် Apple ကဆုံးရှုံးခဲ့တယ်ဒီလိုနဲ့လိမ်ဖန်နဲ့ February လဲရောက်ရော Apple ရဲ့မတိုးတက်လာတဲ့ဒီ Apple Intelligence နဲ့ဒီ Siri တွေမသုံးလို့မရတဲ့အတွက်ကြောင့် Apple stock share ကနောက်$9.9ထပ်ပြီးကျသွားတယ်အဲ့ချိန်မှာတော့မှ Apple ရဲ့ stock share တစ်ခုကို$159အထိပေါက်စီရှိနေသေးတယ်ဒါမဲ့ March လ9ရက်နေ့လဲရောက်ရောApple ကသူတို့ရဲ့ဒီ Siri model တက်ကို2026ရောက်မှစပြီးလုပ်မယ်ဆိုပြီးတော့တရားဝင်ကြီးညာခဲ့ကျွန်တော်တို့တည်ထားတဲ့ Apple ရဲ့အကြီးအကဲတယောက်ဖြစ်တဲ့ Kirk Federighi က We wanted race for this guy နဲ့ Apple ရဲ့ Siri ကိုဘာကြောင့်အသုံးပြုလို့မရသေးရလဲဘာကြောင့်မထုံနိုင်ရသေးတာလဲဆိုတာကိုရှင်းပြသွားခဲ့တယ်ဒါမဲ့ Apple အဲ့လိုကြီးညာပြီးတဲ့ချိန်မှာ Apple ရဲ့ရင်းနှီးမြှုပ်နှံသူတွေအသုံးပြုသူတွေအများစုကApple ပေါ်မှာပိုပြီးစိတ်ပြည့်ပြီးဒေါသလေးထွက်ခဲ့ကြတယ်။အဲ့တော့ March လမှာ Apple stock share က9.1%အထိထိုးကျတော့တယ်။အကြမ်းမြင့်ရ Apple stock share တစ်ခုကို$159ကနေပြီး$139အထိကျတော့တယ်။အဲ့မှာဒီမြင့်သွားတယ်။ April လမှာ9.8%မေလမှာ9.9%အထိကျသွားတယ်။ဒီလိုနဲ့ဇွန်လလည်းရောက်လာပြီ။လွန်ခဲ့တဲ့9ရက်နေ့ကနေပြီးတော့13ရက်နေ့ထိ Apple ဘက်ကနေပြီးတော့ကျင်းပပြုလုပ်ခဲ့တဲ့ဒီ2025 WWDC မှာ Apple ကထုံးစံတိုင်းသူတို့ရဲ့နည်းပညာအသစ်တွေကိုဖော်ပြသွားခဲ့တယ်။အဲ့ထက်မှာ Apple Intelligence ကိုဘယ်လိုတိုးတက်အောင်လုပ်နေလဲဒီ iOS 18ကနေပြီးတော့ iOS 26အထိတောင်းသွားတာတို့ပြီးတော့ဒီ Apple device တွေထဲမှာဒီ design feature အသစ်တွေထပ်ပြီးတော့စသဖြင့်သူတို့ကဖော်ပြသွားခဲ့တယ်ဒါမဲ့ at conference မှာ Apple က Siri ရဲ့အကြောင်းကိုဘာမှမပြောခဲ့ဘူး။ငိုကြတဲ့စိတ်ပြည့်နေတဲ့ဒီရင်းနှီးမြှုပ်နှံသူတွေဒီ user တွေကြားမှာမျက်နှာပြက်စာတွေဖြစ်ခဲ့ရတယ်။အဲ့တော့ဒီဂျူလာမှာ Apple stock ဈေးကကျွန်တော်ခုလက်ရှိဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာဒီ4.9%ထိကျနေစေဖြစ်ပါတယ်။ကျွန်တော်တို့လွန်ခဲ့တဲ့6လအတွင်းမှာ Apple stock ဈေးတွေကိုပြတိုးတက်ရရင်ဒီ2025နှစ်စပိုင်း Apple ရဲ့ stock ဈေးနဲ့အခုလက်ရှိ stock ဈေးနဲ့ရှင်ရင်25%လောက် Apple ရဲ့ stock ဈေးကကျသွားခဲ့တယ်။ဒီနည်းပြောရရင် Apple ကဒေါ်လာ$820 ဘီလီယံလောက်ဆုံးရှုံးခဲ့ရတယ်။အခုချိန်မှာဆိုရင်တော့ကျွန်တော်ဗီဒီယိုအစားပြောလို့လို့ပဲ Apple ကတရားစွဲဆိုထားခဲ့ရတာပါ။ Apple ကို American မှာရှိတဲ့ဒီရင်းနှီးမြှုပ်နှံတွေက California တရားရုံးနဲ့ New Jersey တရားရုံးဆိုပြီးတော့နှစ်နေရာတရားစွဲဆိုထားတာပါစွဲခဲ့တဲ့အကြောင်းရင်းတွေကမနည်းဘူးအထက်ကအဓိကတွေကဒီ Siri model တဲ့ရဲ့ prototype မရှိတာ
Apple Intelligence ကထင်တယ်လို့ဖြစ်မလာတာပြီးတော့အခုလက်ရှိနီးပညာရေးကမဖြစ်နိုင်တာကို Apple ကလူတွေကိုမျှော်လင့်ချက်တွေပေးနေတာဆိုပြီးတော့ဆွဲခဲ့တာပါအဲ့ဒါမကလို့ EU ဘက်မှာလည်းဒီ Digital Market Act ဆိုတဲ့ဥပဒေကို Apple ကဖျက်ကွက်တဲ့အတွက်ကြောင့်ဒီ Euro 900 million fine တန်ကြေးပေးရဖို့ရှိတယ်ဒီတရားစွဲဆိုမှုတွေ fine တွေဒီဝေဖန်နှံတွေကြားမှာ Apple ကပဲသူတို့နာမည်ပြန်ကောင်းအောင်ကြိုးစားတော့မလားဒါမှမဟုတ်ရင်သူတို့ရှေ့မှာဖြစ်ပျက်တော့ခဲ့တဲ့ဒီ Nokia BlackBerry တို့ရဲ့ချင်လန်းတိုင်းပဲဆက်နေတော့မလားဆိုတာကိုတော့ကျွန်တော်စောင့်ကြည့်အောင်ပါကဲဟုတ်ပြီဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဒီအစိုးအထိကိုစိတ်ဝင်စားနေကြည့်ရှုပေးခဲ့တဲ့သူတွေအားလုံးကျေးဇူးအထူးတင်ပါတယ်ဒီဗီဒီယိုလေးကိုတပိုကြရင်လည်း like and subscribe လုပ်ခဲ့လို့ရပါတယ်ဒီ channel ကြောင်းလေးတွေရှိတယ်လေ comment section မှာဝင်လို့ရပါတယ်အားလုံးကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြပါစို့